မင်္ဂလာပါထိုင်းဘာသာစကားလေ့လာခြင်းနဲ့မြန်မာပြည်သားများအတွက်ဒီဗီဒီယိုမှာထိုင်းစကားတစ်နည်းငါလုံးကိုကျွန်တော်နဲ့အတူလေ့လာကြရအောင်ဒီနေ့ယဉ်ကျေးတဲ့စကားတွေကိုလေ့လာကြမယ်ဟုတ်ကဲ့ခမညာครับဟုတ်ကဲ့ရှင်ค่ะဖိတ်ခေါ်ပါတယ်เชิญကိစ္စမရှိဘူးဘာမှမချစ်ဘူးไม่เป็นไรဝမ်းသာပါတယ်ยินดี